မိုက်တွေငါသားပါလားဟင်မင်းဘာဖြစ်လို့မွဲစေးပေါ်ခြင်းရတာလေကွာကျွန်တော်ဘာမွဲစေးပေါ်နေလဲဖေအခုကဒီပက်လက်ကလေးထိုင်ကြောင်ပြောမလို့ပက်လက်ကလေးထိုင်ဆိုတာလူတွေကိုပြင်းအောင်တီထွင်ထားတဲ့အရာယောက်ျားဆိုတာရဲရင်ရတယ်ဖြတ်လာတယ်နူးညံ့ပျော်ပြောင်းတဲ့နေရာမှာဘယ်တော့မှမအိပ်ရဘူးဒါလူတစ်လုံးဖြစ်ချင်တယ်ဆိုရင်ဒီပက်လက်ကလေးထိုင်အောင်မင်းအဝေးရရှောင်းအခုကဖေးတက်တောင့်တက်တာနဲ့အညောင်းပညာတွေထိုင်တာဇယနာလွတ်ပြစ်တာကိုကောက်ပြီးတော့ဒီမှာရှိုင်းတာကောင်ပက်လက်ကလေးထိုင်မှာပက်လက်ကလေးဇင်ယူတဲ့အကျင့်မျိုးအကျင့်မလို့သားမှန်းနေကွာဒီဟောဒီပက်လက်ကလေးနဲ့မှာထိုင်ပြီးပြီဆိုရင်စေးလေးကလေးမီးညစ်နေတော့မီးကြီးကိုထမယူခြင်းတော့ဘူးမင်းကအဲ့တော့မင်းအသက်60မကျော်မချင်းဟောဒီပက်လက်ကလေးထိုင်မင်းကြားတကောင်လို့ကြောက်စမ်းဒါကြီးတော့ကြောက်စရာကောင်းလို့ကျွန်တော်စမသိဘူးဖေးရအခုသိပြီမဟုတ်လားတော့ဒါကြီးကိုမင်းမုန်းတဲ့လူရှိရင်ချက်ချင်းသွားပေးလိုက်အဲ့ဒီလူကဒီပက်လက်ကထိုင်ရလို့